နေတိုးစစ်မဟာမိတ်အဖွဲ့ရဲ့ဥရောပနိုင်ငံတချို့မှာအမေရိကန်နျူကလ িয়ার လက်နက်တွေတိုးမြင့်ဖြန့်ကျက်ရေးကိစ္စနှစ်ဖက်ဆွေးနွေးမှုတွေရှိနေတယ်လို့သိရပါတယ်။ဥရောပမှာရှိနေတဲ့အမေရိကန်တပ်ဖွဲ့ဝင်အရေးအတွက်ကိုရောအမေရိကန်စစ်လက်နက်တွေထားရှိမှုကိုပါရှော့ချဖို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကစီစဉ်နေချိန်မှာအခုသတင်းကို Financial Times ကစတင်ဖော်ပြခဲ့တာဖြစ်ပါတယ်။လောလောဆယ်အမေရိကန်ဟာဥရောပမှာနျူကလ িয়ার လက်နက်တွေတင်ဆောင်တိုက်ခိုက်နိုင်တဲ့မဟာဗျူဟာဘုံးကျဲလေယာဉ်တွေကိုဥရောပနိုင်ငံ6ခုမှာဖြန့်ကျက်ထားပါတယ်။အဲ့ဒီထပ်ပိုများတဲ့နိုင်ငံတွေမှာနျူကလ িয়ার လက်နက်တွေဖြန့်ကျက်ရေးဖြစ်နိုင်ခြေကိုဆွေးနွေးဖို့အမေရိကန်ကအခုခါလမ်းဖွင့်ပေးထားပြီးဖြစ်ကြောင်းအဲ့ဒီညှိနှိုင်းမှုတွေနဲ့နှိစက်တဲ့သတင်းရင်းမြစ်3ခုကိုကိုးကားပြီး Financial Times ကဆိုပါတယ်။ဥရောပမှာအမေရိကန်ရဲ့တမန်ရိုးကျရောနျူကလ িয়ার တိုက်ခိုက်မှုပါလှုပ်ဆောင်နိုင်တဲ့စစ်လေယာဉ်တွေဖြန့်ကျက်ထားရှိရေးကိုနောက်ထပ်ဘယ်နိုင်ငံတွေကစိတ်ဝင်စားကမ်းလှမ်းလာမလဲဆိုတာကိုအဲ့ဒီညှိနှိုင်းမှုတွေအတွင်းအဖြေရှာကြွယ်ရှိတယ်လို့လည်း Financial Times ကရေးသားထားပါတယ်။ဒါပေမဲ့ဒီကိစ္စဟာချက်ချင်းခက်မြန်မြန်တော့အကောင့်အထည်ပေါ်လာပွဲမရှိသေးကြောင်းသတင်းရင်းမြစ်တွေကပြောပါတယ်။သတင်းတွေအရတော့နေတိုးရဲ့အရှေ့ဘက်စွန်းနေဆက်မှာတည်ရှိတဲ့ပိုလန်နဲ့တခြားဘော်တစ်ဒေသတွင်းနိုင်ငံတွေဟာနျူကလ িয়ার တိုက်ခိုက်ရေးစွမ်းရည်ပိုင်ဆိုင်တဲ့အမေရိကန်စစ်လေယာဉ်တွေအခြေစိုက်ရေးကိစ္စအပေါ်စိတ်ဝင်စားရှိနေတယ်လို့သိရပါတယ်။အင်ဖြူတော်အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့နေတိုးတို့ကတော့ Financial Times ရဲ့သတင်းနဲ့ပတ်သက်ပြီးတော့ဘာမှချက်မှမပေးသေးပါဘူး။အမေရိကန်ရဲ့ပင်တဂွန်စစ်ဌာနချုပ်မူဝါဒရေးရာအကြီးအကဲ Abrich Colby ကတော့အမေရိကန်ဟာနေတိုးအဖွဲ့ဝင်နိုင်ငံတွေကိုနျူကလ িয়ার လက်နက်စွမ်းရည်အရာဆက်လက်လွှမ်းခြုံအကောက်အွယ်ပေးပြီးဥရောပနိုင်ငံတွေကတော့တမန်ရိုးကျတပ်ဖွဲ့တွေကိုဥဆောင်တာမျိုးတာဝန်ယူစေလိုကြောင်းအရင်ကပြောထားဖို့ပါတယ်။ Trump ကဥရောပတိုက်ဟာကိုပိုင်ကာကွယ်ရေးစွမ်းရည်အတွက်တမန်ရိုးကျဆက်လက်နက်တွေပိုင်ဆိုင်ရေးမှာလုံလောက်တဲ့စရိတ်မျိုးအသုံးမချပဲအမေရိကန်အပေါ်လွန်လွန်ကဲကဲမိခိုနေရလို့ဆွဆွဲထားဖို့ပါတယ်ရှင်။